မင်္ဂလာပါဒီနေ့မှာတော့ငရုတ်ဆိုင်ခင်ကိုစိုက်ပျိုးကြမယ်တောင်သူဦးကြီးများအတွက်ငရုတ်ဆိုင်ခင်မှာကြာရောက်လေးရှိတဲ့ယောဂပုံမွားတွေကြောင့်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ငရုတ်ဆိုင်ခင်မှာကြာလေးရှိတဲ့ယောဂတွေကဆိုရင်တော့ခါးရီယောဂမဲ့ပြောက်ဆုံးယောဂစကိုစပိုရာယောဂနဲ့ဘက်တီးရီးယားပင်ညိုယောဂတွေပဲဖြစ်ပါတယ်ဗျာပထမအဆုံးအနေနဲ့ငရုတ်ပြိုးခင်းနဲ့စိုက်ခင်းအစပိုင်းတွေမှာဖြစ်ပွားလေးရှိတဲ့ခါးရီယောဂအကြောင်းကိုလေ့လာကြည့်ရအောင်ခါးရီယောဂဆိုရင်ပီတီယန်မှုကြောင့်ဖြစ်တဲ့ယောဂဖြစ်ပြီးပြိုးပင်များထူလွန်ပြီးရေဝတ်တဲ့အချိန်တွေမှာပုံမဆိုးဝါးစွာကြာရောက်တတ်ပါတယ်။ပင်ခြေတွင်ရေဆူနာကွက်များဖြစ်ပြီး၎င်းနေရာမှာပျောက်ဝေးလာကခါးရီလဲကျတည်ဆုံးသွားနိုင်ပါတယ်။ယောဂပြင်းထန်ပါကမျိုးစေ့မှအညောင်ပေါက်ခါစားတွင်ခါးရီတည်ဆုံးနိုင်ပါတယ်။ခါးရီယောဂဆိုရင်မြေကြီးထဲနဲ့ပင်ကျွင်းပင်ကြံများတွင်လည်းရှင်သန်နိုင်တဲ့အတွက်ထိုရာများမှတဆင့်ကူးစက်ပြန့်နှံ့နိုင်တယ်လို့မွေးရည်စက်များကြောင့်လည်းပြန့်နှံ့နိုင်ပါတယ်။စိုက်ခင်းသုံးကိရိယာများမှတဆင့်လည်းကူးစက်ပြန့်နှံ့နိုင်တာဖြစ်တဲ့အတွက်ဒီခြားစွာတန်းဆင်ပြီးမှအသုံးပြုသင့်ပါတယ်။နောက်တစ်ခုကတော့ Collateral Trigan Species မူကြောင့်ဖြစ်တဲ့ဂိုင်းပြကြောက်ယောဂနဲ့မှဲ့ပြောက်ဆုံးယောဂအကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။အရွက်အကိုင်းနဲ့အသီးများပေါ်တွင်ကြားရောက်လေးရှိပြီးငရုတ်ပွင့်ပေါ်တွင်လည်းကြားရောက်နိုင်ပါတယ်။အရွက်ပေါ်မှာသေးငယ်ပြီးစက်ဝိုင်းပုံသဏ္ဍာန်မှာပုံမှန်အညိုရင့်ရောင်အဆက်ပြောက်များကိုလည်းတွေ့နိုင်ပြီးအရွက်များပေါက်ပြဲလာကအရွက်ပုံသဏ္ဍာန်များပျက်စီးလာပါတယ်။အသီးပေါ်တွင်အနာကျိုင်များဖြစ်ပေါ်ကအလဲတွင်မိခိုးရောင်သို့မဟုတ်အဖြူရောင်မှုဆက်ပိုးများကိုတွေ့ရပြီးနောက်ပိုင်းတွင်အဆက်ပြောက်များသည်ဘဲဥပုံဖြစ်လာပြီးဆိုးဝါးစွာကြောက်ရောက်ပါကအသီးများရှုံပြီးချောက်သွေ့သွားပါတယ်။ယောဂကြားပင်မှာအသီးများကျွေးချနေသည်ကိုလည်းတွေ့မြင်နိုင်ပါတယ်။ငရုတ်ပင်ရဲ့ခေါင်းကျိုးများကိုလည်းယောဂကြားရောက်နိုင်ပြီးခေါင်းကျိုးများခြောက်ကဂိုင်းပြားချောက်ယောဂကိုဖြစ်စေပါတယ်။ယောဂဖြစ်စေတဲ့သက်ရှိများကယောဂကူးစက်ခံရတဲ့အဆေးများနဲ့တီးနှံကျွေးကြံများတွင်လည်းရှင်သန်နိုင်တဲ့အတွက်မွေးရည်ဆက်လီတို့ဖြင့်လည်းတပင်မတပင်တို့ကူးစက်နိုင်ပါတယ်။နောက်ထပ်ဆိုးဝါးစွာကြာရောက်တဲ့ယောဂကတော့စကိုစပိုရာရွက်ပြောက်ယောဂပဲဖြစ်ပါတယ်။စကိုစပိုရာရွက်ပြောက်ယောဂကိုဖြစ်စေတဲ့သက်ရှိကတော့စကိုစပိုရာကတ်စပီလို့ခေါ်တဲ့မှုပဲဖြစ်ပါတယ်။ယောဂလက္ခဏာအနေနဲ့အရွက်ရဲ့မျက်နှာပြင်ပေါ်မှာညူညိုရောင်နားသက်များဝေယံထားတဲ့မိခိုးဖြော့ရောင်စဝိုင်းပြောင်များတွေ့ရကြပါတယ်။နောက်ပိုင်းတွင်စဝိုင်းတွေတဖြည်းဖြည်းကြီးလာပြီးအဖြူရောင်ဖြစ်လာကအနားသက်များသည်အနက်ရောင်စဝိုင်းရစ်များဖြစ်လာပါတယ်။အရွက်များအဝါရောင်သို့ပြောင်းလဲကညှိုးပြီးကျွေကြလာပါတယ်။စကိုစပရာရပ်ပြောက်ယောဂဟာပြိုကင်းထဲမှာရောကွင်းထဲမှာပါကြာရောက်နိုင်ပြီးအစေတဲမြေကြီးထဲနဲ့ပင်ကျွေးပင်ကြံများတွင်လည်းအချိန်ကြာမြင့်စွာရှင်သန်နိုင်ပါတယ်။မွေးရည်ဆက်များလေများအရွက်တရွက်နှင့်တရွက်ပိုးတိုက်မှုများစိုက်ခင်းသုံးပစ္စည်းများမှတစ်ဆင့်လည်းကူးစက်ပြန့်နှံ့နိုင်ပါတယ်။ဆိုတိုင်းစာများသောအချိန်တွင်ယောဂကြာရောက်မှုပိုများပါတယ်။နောက်ထပ်အဖြစ်များဆုံးယောဂတစ်မျိုးကတော့ဘက်တီးရီးယားပင်ညိုယောဂပဲဖြစ်ပါတယ်။ဘက်တီးရီးယားပင်ညိုယောဂဆိုရင် Ralstonia solanaceum လို့ခေါ်တဲ့ဘက်တီးရီးယားများကြောင့်ဖြစ်တဲ့ယောဂပဲဖြစ်ပါတယ်။ပြိုကင်းမှာခူးဆိုးချိန်ထိကြာရောက်နိုင်ပြီးရေဝတ်ပြီးမြေအဆိုတက်များတဲ့နေရာမှာယောဂပုံမဆိုးဝါးစွာကြာရောက်တတ်ပါတယ်။ယောဂလက္ခဏာအနေနဲ့အရွက်များဝါခြင်းမရှိပဲအစိမ့်အတိုင်းအရွက်နှုများအညွန့်များညှိုးလာပြီးယောဂပြင်းထန်ပါက2ရက်3ရက်အတွင်းတပင်လုံးညှိုးသွားတာကိုတွေ့နိုင်ပါတယ်။ဘက်တီးရီးယားယောဂကြာရောက်မှုရှိမရှိကိုယောဂရပင်စီရာဖြတ်ပြီးရေထဲတွင်စိန်ကြီးပါကနို့နှစ်ရောင်ဘက်တီးရီးယားစိတ်ရည်များထွက်လာတာကိုလည်းတွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။ယောဂဖြစ်စေတဲ့သက်ရှိများဆိုရင်တီးနှံကျွင်းကြံများမျိုးစေ့ရေနဲ့မြေကြီးထဲတွင်ရှင်သန်နေထိုင်နိုင်ပြီးတပင်မတပင်တို့ပြိုးပင်များမှ၎င်းစက်ပြိုးရေးသုံးပစ္စည်းများမှ၎င်းမျိုးစေ့နှင့်အင်းဆက်များမှတဆင့်ကူးစက်ပြန့်နှံ့နိုင်ပါတယ်။ငရုတ်ခင်းတွေမှာအဖြစ်များတဲ့နောက်ထပ်ယောဂတစ်ခုကတော့ Chroniform blight လို့ခေါ်တဲ့ငရုတ်အဆိုးပုတ်ယောဂပဲဖြစ်ပါတယ်။ယောဂဖြစ်စေတဲ့သက်ရှိမှာ Chroniform cucurbitrum ပဲဖြစ်ပါတယ်။အသီးအပွင့်အပင်အပေါ်ပိုင်းအညွန့်တွေမှာယောဂလက္ခဏာကိုတွေ့မြင်နိုင်ပါတယ်။အစောပိုင်းအဆင့်တွင်အပင်အပေါ်ပိုင်းအညွန့်အရွက်အသီးအပွင့်တွေမှာရေဆူနာကွက်များဖြစ်လာပြီးခြောက်သွားပါတယ်။နောက်ပိုင်းမှာယောဂအောက်ထိရောက်သွားပြီးပင်စီပေါ်မှာအညိုရောင်မှအနက်ရောင်ကွက်များဖြစ်ကာဂိုင်းချောက်ပြီးကျိုးကျသွားပါတယ်။အနာကွက်များပေါ်တွင်မိခိုးနှက်ရောင်မှုမြင်များဖြစ်ပေါ်လာပြီးမှုမြင်ထိပ်တွင်အမဲရောင်မှုစပိုးများကိုတွေ့မြင်နိုင်ပါတယ်။အသီးများတွင်ကြာရောက်ပါကအနက်ရောင်ပြော့ပုတ်ဖြစ်လာပြီး24နာရီမှ28နာရီအတွင်းအသီးပုတ်သွားနိုင်ပါတယ်။မိုးအဆက်မပြတ်ရွာသွန်းခြင်းအဆိုးတဲ့မြင့်မားခြင်းနဲ့အပူချိန်မြင့်မားခြင်းများကြောင့်မှုဆက်ပိုးပွားများခြင်းနဲ့ယောဂကူးစက်ခြင်းများကိုဖြစ်စေပါတယ်။ယောဂဖြစ်စေတဲ့မိုးမှာတီးနှံကျွင်းကြံများတွင်ရှင်သန်နေနိုင်ပြီးစိုက်ပျိုးရေးသုံးကိရိယာများဖြတ်ပိုးများရေနစ်လီမှတဆင့်ကူးစက်နိုင်ပါတယ်။အဆိုးပုတ်ယောဂကိုကာကွယ်နှိမ်နင်းပြီးစိုက်ခင်းအတွင်းယောဂရှိမရှိအမြဲစစ်ဆေးနေပြီးယောဂစားတွေ့သည်နဲ့ဖယ်ရှားပြရပါမည်။စိုက်ခင်းအတွင်းနဲ့စိုက်ခင်းဘေးပေါင်းရှင်းရမည်။ရေသွေးရေထုတ်လွယ်ကူအောင်လုပ်ထားရမည်။ရေကိုလိုအပ်တာထက်ပိုမသွင်းရယောဂဖြစ်နေချိန်မှာရေမသွင်းရနိုက်ထရိုဂျင်မြေဩဇာကိုလိုအပ်တာထက်ပိုမသုံးရနောက်ထပ်ခါးကြီးပင်သေးစေတဲ့ယောဂတစ်မျိုးကတော့ Sclerotium rossi ကြောင့်ဖြစ်တဲ့ယောဂပဲဖြစ်ပါတယ်
ခါးဤပင်သည်ယောဂသည်မြေဆောင်ယောဂတစ်မျိုးဖြစ်ပြီးမြေကြီးအဆိုတက်များ၍အပူချိန်မြင့်မားသည့်ချိန်များတွင်ဆိုးဝါးစွာဖြစ်စေတတ်တဲ့မှုယောဂတစ်မျိုးပဲဖြစ်ပါတယ်။ငရုတ်တပင်လုံးရှိအရွက်များရုတ်တရက်ညှိုးလာပြီးယောဂလက္ခဏာမပြဘဲတည်ဆုံသွားသည်ကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။အမြင့်များတွင်ယောဂလက္ခဏာမပြဘဲအမြင့်နဲ့ပင်စီကြားတွင်ပုံနေသည်ကိုလည်းတွေ့ရှိရမှာပါ။အပင်ကိုနှုတ်ကြည့်ပါကအမြင့်နဲ့ပင်စီကြားတွင်အဖြူရောင်မှုမြင်များနဲ့တင်းငယ်သောမှုသီးလုံးများကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်။ကာကွယ်နှိမ်နင်းနည်းယောဂဖြစ်နေသောပင်ကိုနှုတ်ပြီးအခင်းနှင့်ဝေးရာတွင်ဖြတ်စည်းခြင်းစိုက်ခင်းအတွင်းနဲ့စိုက်ခင်းပေးပေါင်းရှင်းခြင်းသီးလဲဆိုင်ခြင်းစိုက်ခင်းသုံးကိရိယာများမှတစ်ဆင့်ကူးစက်နိုင်သဖြင့်တန်ရှင်းအောင်ထားခြင်းရေသွင်းရေထုံမြောင်းများကိုကောင်းစွာပြုလုပ်ပေးခြင်းယောဂဆိုးဝါးနေခြင်းရေသွင်းခြင်းကိုရှောင်ရှားခြင်းများကိုလည်းပြုလုပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မြန်မာဩဘာတောင်သူကြီးများစိုက်ခင်းထဲမှာယောဂကင်းပြီးထွန်းနှုတ်ကောင်းတွေရကြပါစေလို့ဆုတောင်းပေးရင်းနဲ့နောက်ထပ်ဗီဒီယိုမှာချက်ပြီးတော့မှဆုံကြမယ်ဗျာမြန်မာဩဘာကောင်းဆောင်ပါမြန်မာဩ